what's up ပါနော် hello everybody ကျွန်တော်ဒီနေ့ဒီ intro ပြန်ရအောင် okay never mind ကျွန်တော်ဒီကနေ့အနေနဲ့ဘာလုပ်ရမလဲဘာလုပ်ရလဲဘာရှိလဲပေါ့နော်ပြောပြပေးသွားပါမယ်Okay ကျွန်တော်စလိုက်ဗီဒီယိုတင်ထားတဲ့အချိန်မှာကျွန်တော်နောက်ပြီးယူရမလဲ OTT ဘယ်လိုယူရမလဲအရင်းနေပါဘယ်လိုယူရမလဲပြောထားရပါတော့ web wide တွေပါရှာရယ် Okay အဲ့တော့ကျွန်တော်ကျွန်တော် exploration လုပ်ဖို့အချိန်ပေါ့နော် quest မစောချင်တဲ့လူတွေ Okay ဒါကတော့ဒီမှာဘယ်လောက်တွေမှာအခုလိုဒီမှာတော့ပေါ်မနေတော့ဘူးပေါ့နော်ကျွန်တော်က defeat လုပ်ပြီးသွားတော့ဒီမှာwall boss ရှိရပါတော့ brother တို့ဒီချက်မှာပထမဆုံးတွေ့ရမယ် wall boss ပေါ့နော် mini လေးပေါ့ Okay အဲ့တော့အရင်ဆုံးသွားမလို့လည်း mini ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီထဲမှာပါတဲ့ဟာတွေအကုန်ပြောပါမှ menu ကိုရဲဟာဘာသာလို့စသဆိုရင်မှာဒီလိုမျိုး menu ကလုံးဝဒီရှိသမျှ feature တွေအကုန်လုံးပွင့်နေမှာမဟုတ်ဘူးပေါ့နော် level 10နဲ့မှာပွင့်သွားလိမ့်မယ်အများစုကတော့ bucket develop ရယ်ကျွန်တော် shop တို့ပါတော့မပွင့်တော့သေးဘူးထင်တယ် Okay တေချာနှစ်ခုကဒီနှစ်ခုကပွင့်နေမှာပဲ social ကတော့ရှိနေမှာပဲပေါ့နော် Okay ဒါ bug ထဲမှာပါရှိဆိုဒီကောင် develop တော့ကိုယ့်ရဲ့ဒီ combat နဲ့ဆိုင်တဲ့ပစ္စည်းတွေပေါ့နော် combat နဲ့ဆိုင်တဲ့ပစ္စည်းတွေဒါကတော့ gear တွေကိုယ့်ရဲ့ဝတ်စုံတွေဒါတွေဝယ်ဖို့နေရှိမယ်နောက်တစ်ခု quick use ကကြတော့ဒါ potion တို့ဒီ divine craft ကိုသုံးတာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ UI မှာဆိုလို့ရှိရင်ဒီမှာပေါ့နော် sorry ဒီကောင်လေးပါဒီမျိုးသုံးခုရှိရပါတော့ဒါဒီငါးမြားတဲ့ဟာဒါ divine craft ပေါ့နော် divine craft ဒီကောင် potion ဒါလိုမျိုးရှိတယ် Okay ဒီလိုမျိုးရှိတယ်အဲ့တခုနောက်တစ်ခုကကြတော့ဒီ develop ထည့်ရမယ်နောက် develop အသေးပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဒီပုံနေကိုမြင့်မဲ့ material resource တွေနဲ့လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ဒီကောင်လေးဆိုဒါ profession အတွက်လိုအပ်တဲ့ပစ္စည်းတွေနောက်တစ်ခုကဒါ weapon material weapon upgrade လုပ်တဲ့ဟာတွေ cultivation စာအုပ်တွေskill တွေကို learning လုပ်တဲ့ဟာတွေ inner point တွေဒါဒီထဲမှာရှိတယ် develop ရမှာပေါ့နော်နောက်တစ်ခုကဒီကောင် item ကတော့အခုနပြောဟင်းချက်ဖို့ကအစားလိုတဲ့ resource တွေပေါ့နော်ဒါကကျွန်တော် all နဲ့ပြထားတာဘာရှိမလဲဆိုကျွန်တော်တို့ဒီ cosmetic အတွက် chest တွေရှိမယ်ခုန inner way preview လုပ်ဖို့အတွက်လိုတဲ့ slip တွေရှိမယ်upgrade တင်ဖို့ material box တွေရှိမယ်ဒါပုံမှန်တာမှန်ပေါ့နော်ဒီbuilding လုပ်တဲ့ဘိုင်းမှာလိုတဲ့ပစ္စည်းတွေပေါ့နော်ကျွန်တော်ဥစ္စာဒါမှမဟုတ် dish buff ထဲကပေါ့နော်ကျွန်တော်ဒီmaterial တွေ gather လုပ်လို့ရှိရင် buff ရတဲ့ဟာတွေအဲ့လိုမျိုး dish တွေရှိမယ်ဒါတော့ဒီကောင်ကတော့ဒါ exchange လုပ်လို့ရတဲ့ဟာပေါ့နော် trading လုပ်လို့ရတယ်ဒီ game ထဲမှာ trading လုပ်လို့ရတယ်ဒီခွက်လေးတွေလည်းပြီးတော့ reward ရှိတယ်ခွက်8စုံရှိတယ်ခွက်8စုံနဲ့ခွက်8မျိုးပေါ့နော်ခွက်8မျိုးရှိတယ်1 to 8ရှိမျိုးရှိတယ်အဲ့ဒါရှိလို့ရှိရင်လဲလို့ရတယ် reward ရတယ်တခြားတော့ဘာမှမရှိဘူးနော်ဒါအကုန်ပဲ material ဒါအကုန်ပဲ Okay ဒါ material နောက်တစ်ခုကကျတော့ quest ဒါကတော့ quest နဲ့ပတ်သက်တဲ့ item တွေပေါ့နော် quest နဲ့ပတ်သက်တဲ့ item တွေ quest ကရတဲ့ဟာတွေအကုန်ရှိမယ်နောက်တစ်ခုက trading quest ရဲ့ trading ကတော့ဒါ Kaifen city ပေါ့နော်ဒုတိယ city ပွင့်မှာရမယ် trading item တွေ trading item ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီထဲမှာ currency ကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်တနေရာနဲ့တနေရာသုံးရတာကျွန်တော်တို့ဒါပုံမှန်သုံးရတာကတော့ဒီဟာပေါ့နော်ရိုး coin fight dynasty coin ပေါ့နော်ဒီ Kaifen မျိုးထဲမှာသုံးရတဲ့ coin ကြတော့မတူဘူးပေါ့နော်ဒီမှာဆိုရင်ဥပမာ quest ကရလာတာ sound coin ဆိုတာရှိမယ် level observe coin ဒါ 10 coin ဆိုတာရှိသေးတယ်ပေါ့နော်10 coin ဆိုရှိအဲ့လိုမျိုး coin တွေကွဲတယ်အဲ့ဒီ coin တွေဘယ်လိုစုလဲဆိုတာ trading ပေါ့နော် trading ကတော့ကျွန်တော်လည်းလေ့လာနေသေးပေါ့နော်နောက်ကျွန်တော်တင်ပေးဖို့တော့အစီအစဉ်တော့ရှိရပေါ့နော်ဒီနောက်မှ recording တခြားလေးလုပ်ပြအောင် okay ဒါ quest ရဟာအဲ့တော့ money back ကကျွန်တော်ဒီထက်သုံးတဲ့ currency အကုန်လုံးပေါ့ဒါရှင်းပြရမယ်ဆိုရင်ဒီကောင်ကကြတော့ arena PVP ဆိုရင်လည်းရလာမယ် coin သူ့ရဲ့ PVP coin သုံးရမယ် shop ရှိရယ်ဒီကောင်ကြတော့ boundary exploration ဒီလုံရင်းနဲ့ quest တွေလုံရင်းနဲ့ရလာမယ်ဟာဒါကတော့ဒီ inner way ပေါ့နော်ကျွန်တော်ဒီ skill တွေအတွက်လိုအပ်တဲ့ slip တွေ exchange လုပ်တဲ့နေရာမှာသုံးနေတာ okay ကျွန်တော်ပြောနေတာတော့ echo check ကစစချင်းတော့အများကြီးရမှာပေါ့နော်1000နဲ့ချီပြီးရတယ်ကျွန်တော်တော့1000ကျော်ရတယ်1000ခွဲနီးပါပေါ့နော်ကျွန်တော်တို့ဒီတိုင်းမနေနိုင်လို့ကာချာပေါ့နော်ဒီ skin တွေရှောက်ပြီးတော့ပူးလိုက်တယ်ပေါ့နော်ကာချာဆွဲလိုက်တယ်အဲ့အတွက်ဒါမျိုးမလုပ်သင့်ပါဘူးပေါ့နော်ဘယ်လိုနေရာမှာဖြောက်ရမလဲကျွန်တော်နောက်ပြပြမယ်ဒီကောင်ကတော့ treasure token ကဒါ gameplay တွေကနေရတာပေါ့နော်သူလည်းသုံးလို့ရတဲ့ဟာရှိတယ်ဒါကဘယ်နေရာမှာလဲဆိုတော့ဒါ guide လေ
build join မှာရမယ်ဟာမျိုးပေါ့နော် okay နောက်တစ်ခု battle pass token ဒီကောင်တော့ battle pass ကနေရမှာ battle pass shop မှာကြိုက်တာသွားဝယ်လို့ရတယ်ဒါတော့ Jfish ကကျတော့ exploration လုပ်ရင်းနဲ့မရလာမယ်ဟာပေါ့နော်ဥပမာ spam မဲ့ကူရန်သူ enemy mob တွေပဲတက် boss ပဲ55ဘယ်လိုပဲဖြစ်ဖြစ်သူဟာနဲ့သူ pass ဒီ amount တခြားcertain amount ပေါ့နော်သူပေးတယ်ဒါပေမဲ့ weekly limit ရှိရယ်2000ရှိရယ် okay ဒါကတော့ခုနပြောရဲကျွန်တော်coin ပေါ့နော်ဒီ Kaipan City ရောက်မှာဒီခုန trading လုပ်တဲ့ပစ္စည်းတွေဝယ်မယ်ပြုမယ်ဒီနောက်ပြောချင်ကျွန်တော်ပြောရဲ dish တွေဝယ်နေမှာသုံးတဲ့အစားအသောက်တွေဝယ်နေမှာသုံးတဲ့ coin ပေါ့နော်ဒါကတော့ trading လုပ်ရင်းနဲ့လုပ်ဖို့လိုရယ်ပေါ့နော် okay ဒါကိုကျွန်တော်ခုနပြောတဲ့အချိန်မှာဘယ်လိုအသုံးချမလဲပေါ့နော် J coin မသုံးမဲစုထားမယ်ဆိုတော့ J coin ကိုကျွန်တော်တို့ကပထမဆုံးဒီမှာသုံးရတာက quest ပြီးမှာပေါ့နော်ကျွန်တော် quest နေရာကိုသွားမပြအောင် spoiler ပြီးသွားမှာဆိုလို့ okay ဒီမှာ boundary ဒီမှာပေါ့နော်ဒီနားမှာNPC တယောက်ရှိလိမ့်မယ်ဒီ quest တစ်ခုပြီးသွားရင်ပေါ့နော်သူပေါ်လာလိမ့်မယ်သူကဘယ်လာလဲဆိုတော့ Wechan လာမသိဘူး Wechan လာရဲ့ဒီ merchant တယောက်ပေါ့နော်သူ့စကားပြောလို့ရှိရင်ကျွန်တော်တို့ inner way ဝယ်လို့ရရှိတယ်ဗျအမှအရေးကြီးရဲ့ inner way ဝယ်ဖို့အတွက်ကျွန်တော်ဒီ jade တွေကိုစုထားတင်တာပေါ့နော်ဘယ် inner way လဲဆိုတော့ကျွန်တော်ဒီကနေပြလို့ရတယ်ဒီကောင်ပေါ့နော် moral chance ဆို inner way ရှိမယ်နောက်တစ်နေရာမှာကျတော့ဒီ season edge ဆိုရဲ inner way ရှိမယ်အဲ့နှစ်ခုကအရေးကြီးရယ်ပေါ့နော်ဒီ tire မြင့်လာရင်အမြအရေးကြီးရယ်ဒီကောင် buff ပေးနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီ attack တွေကို critical rate တွေ precision rate တွေကို attack ပေးနိုင်တယ်sorry attack ပေးနိုင်တယ်လေ buff ပေးနိုင်တယ်ပေါ့နော်အဲ့အတွက်ဒီနှစ်ခုဝယ်ဖို့ကျွန်တော်တို့ကစုထားတင်တယ် okay ကျွန်တော် location တွေတော့တစ်ခါလေးပြလိုက်လို့ရတယ်အဲ့ကိုကျကိုဘယ်နာသုံးရမလဲအဲ့ကိုကျကိုဘယ်နာသုံးရမလဲဆိုတော့ဒီမှာ Blissful Retreatက quest ပြီးသားလို့ရှိရင်ဒီနားမှာပေါ်လာလိမ့်မယ် okay နောက်တစ်ယောက်တော့ Kaipan City ဒီကောင်ကကျတော့ limited ပေါ့နော် restore ပြန်မရအောင်အကုန်လုံးကတော့ restore ပြန်မရအောင်ဒီကောင်ရှိမယ်ဒီ John Fire ရဲ့ဒီ club ပေါ့နော်ဒါမှဒီမှာအဆောင်နေရှိတယ်အဆောင်နေရှိတော့အဆောင်မမြင်အောင်တော့ခိုးဝင်ဖို့တော့လိုတယ်ခိုးဝင်ပြီးသွားရင်တော့ okay သွားပြီပေါ့နော် okay ဒီမှာတယောက်ရှိမယ် Kaipan City ရဲ့ east ဘက်မှာနောက်တစ်ယောက်ကကျတော့ Kaipan City ရဲ့ဒီ south east ဘက်မှာပေါ့နော် south east ဘက်မှာHarbour Link teleport ပါပေါ့နော်ဒီမှာသူ့ရဲ့လမ်းမလေးလည်းပါပါတယ်Wayan Merchant မှာ Wayan Merchant ဒီ teleport လုပ်လို့ချင်းမြင်ရတယ်ဗျသူရှိမှသွားဝယ်ရမှာဒီလိုအပ်တဲ့ကျွန်တော်ပြောရဲ go inner way မှာမဟုတ်ဘူးကိုလိုအပ်တဲ့ inner way ကိုလည်းဝယ်လို့ရတယ်အဲ့အတွက်ကြောင့် echo chase တွေကိုဒီလိုမျိုးဒီကောင်ပေါ့နော်ကျွန်တော်ပြမယ်ဒီလိုမျိုး cosmetic တွေကိုမလုံးနဲ့ပေါ့နော်တော်ရုံနဲ့လည်းဒါတွေကပေါက်မှာမဟုတ်ဘူးတော်တော်ကြီးကန်ကောင်းမှာပဲပေါက်မှာအဲ့အတွက် echo chase တွေတင်ထားပါဟုတ်ကဲ့နောက်တစ်ခုကကျွန်တော်ဒီ season leaf ဒီကနေရတဲ့ coin တွေပတ်သက်တဲ့ shop ပေါ့နော်အဲ့ shop ကြောင်းကျွန်တော်ပြမယ်ကျွန်တော် shop ကိုသွားလိုက်မယ် item offer ဒီမှာ exchange shop ဆိုတာရှိတယ်ဒီကသွားလဲရတယ်ပေါ့နော်ဒီမှာဆိုရင်ကိုယ့်ရဲ့ amount ကိုပါတစ်ခါလေးမြင်ရတယ်ဒါကျွန်တော်တို့ဒီတစ်ပတ်စာအတွက်ဝယ်ပြီးသွားရဲဆို amount တွေအကုန်နည်းနေပြီပေါ့နော် okay season shop ကိုရင်ကြည့်အောင် season shop ကကျတော့ဒီ chain နဲ့ပေါ့နော်ဒါအမှန်တကယ်ကျွန်တော်ဝယ်ဖို့စဉ်းစားထားတဲ့ဟာတွေမဝယ်လိုက်ရတာအခုကျွန်တော်ဝယ်ပြီးသွားလို့ stock in stock မရှိတော့တဲ့ဟာတွေလည်း brother တို့အကုန်ဝယ်တင်နေပေါ့နော်အဲ့ထဲမှာဝယ်တင်တဲ့အထဲမှာအကုန်ပါတယ်ဒါတွေကတစ်ပတ်ကိုတစ်ခါပြန်ပြီးတော့ refresh လုပ်တဲ့အထဲမှာပါတယ်ဒီကောင်လေးဆိုရင်ဒါ weapon chest တွေပါကျွန်တော်တို့ဘယ်လို weapon တွေပါမလဲဆိုတော့ကျွန်တော်ခုနပြတဲ့ဓာတ်တွေလန်နေတခြား gear တွေပါမယ်ပေါ့နော်သူရဲ့သက်ဆိုင်ရာ lucky piece တွေပါမယ်ဆက်လိုက်ဖွင့်လို့ရတယ်ဒါ choice နဲ့ဖွင့်တဲ့ဟာတွေပါ random ကြရတာမဟုတ်ဘူးပေါ့နော် choice ဆိုတာဒီ weapon တစ်မျိုးလေးကိုရွေးဖွင့်တဲ့ choice မဟုတ်ဘူးဒီ set လိုက်ပေါ့နော်ဒီမှာဆို Hawking set ပေါ့နော် Hawking set ကိုရွေးပြီးတော့ဖွင့်လို့ရတယ်ပေါက်မဲ့ဟာတွေက Hawking နဲ့ပဲပေါက်မှာchance ပိုများရပေါ့နော်ဒါအဲ့လိုမျိုးသွားတာဒီလိုမျိုးတန်းတော့မပွင့်ဘူးတာယာလိုက် brother တို့ဆက်စားခြင်းဆိုရင်တော့တာယာ60ပဲနှစ်ခုပဲအရင်ပွင့်မယ်အဲ့ကနေမှ level wall level break through လုပ်ရင်လည်းတာယာ31နောက်ထပ် break through လုပ်ရင်41 51နဲ့ကျွန်တော်တို့အခုလိုမျိုးဒီ out of stock ဖြစ်သွားတယ်56အထိပွင့်သွားမယ်ပေါ့နော် okay ဒါအဲ့အတွက်ကိုယ့်ရဲ့ shape ကိုလည်းသတိထားသင့်ပါတယ်နောက်တစ်ခုကကျတော့ profession development ကျွန်တော်တို့ဒီ shop ပွင့်မှုဆိုတာနဲ့တခြားဟာတွေမဝင်နိုင်ဘူးကိုကလိတ်ခိန်းကြမှာပဲဒီပုံဝယ်မယ်ဆိုရင်တင်ထားလိုက်ပြီးရင် profession ပွင့်ရင်ဒီ career notebook လေးဝယ်စေချင်တယ်ပေါ့နော် career notebook နဲ့အကဲကိုက healer လုပ်မယ်လို့ရွေးချယ်ထားရလို့ဆိုရင် healer လေးဝယ်တင်တယ်ဒါဝယ်တင်တယ်ဒီနှစ်ခုဝယ်တင်တဲ့အထဲမှာပါတယ် okay ဒါကprofession အတွက်ဒါ gear အတွက် combat ကျွန်တော်ပြီးတော့ဒီကောင်ကတော့ဒါခုနပြောတဲ့အထဲမှာပါတယ်ချိန်နဲ့ဒါကgacha ဆွဲတဲ့ token တွေပေါ့နော်လုံးဝမဝယ်ကြပါနဲ့အားမပေးပါအောင်ကိုယ့်ရဲ့ inner way အရင်ဝယ်ပါပွင့်သွားမှာဒီ
ဒီဟာကိုစဉ်းစားပါနော် okay နောက်တစ်ခုကကြာတော့ဒီ cosmetic တွေပေါ့နော်ညနေဖုံးတွေလိုမျိုးပစ္စည်းတွေဝယ်လို့ရမယ် sequence style တွေရမယ်ပြီးတော့ combat ထဲကဒီထဲမှာဘာပါလဲပေါ့နော်ဒီထဲမှာဒါဒီတစ်ခုဆိုလို့ရှိရင် inner way ကိုယ့်ရဲ့ skill buff ပေးမယ်ဟာကျွန်တော်တို့ကပြောခဲ့တဲ့ဟာဒီတစ်ခုကကျတော့ martial art custom tip ဒီကောင်ကကျတော့ weapon ရဲ့ level ကို weapon ရဲ့ martial art ကို breakthrough လုပ်မဲ့ stick ပေါ့နော်sorry stick တယ်လေ slip ပေါ့နော်နောက်တစ်ခုကကျတော့ဒီက mystic skill အတွက်ကျွန်တော်ဒီ material ရှာဖို့ပြီးတော့ video လည်းတင်ထားတယ်အဲ့ထဲမှာလည်းပါတယ်ပေါ့နော် buff စားပြီးတော့မှရှာဖို့အဲ့လိုမျိုးကိုကအချိန်ပေးပြီးမရှာချင်ဘူးကိုမှလည်းပတ်စံပုံနေသေးတယ် J slip လေးပုံနေသေးတယ်ဆိုရင်တော့ဒီမှာလာဝယ်လို့ရတယ်တစ်ပတ်ကို10ပုံရမယ်10ပုံနဲ့အခု30ပေါ့နော်ကိုယ့်ရဲ့ choice ပေါ်မူတည်ရဒါတော့ကိုပါကိုစဉ်းစားချင်းချိန်ပေါ့နော်ဒီစကားရောက်မှာပေါ့ okay ဒါတော့ဒီ season shop ဒီမှာလည်းအကုန်လာကြည့်လို့ရတယ်နောက်ပြီးတော့ set တွေ join လို့ရတယ်ပေါ့နော် set ကိုပြောပြမယ်ဆိုရင်တော့ fashion သဘောမျိုးပဲပေါ့နော်fashion သဘောမျိုးပဲကိုကြိုက်တဲ့ set ကို join လို့ရတယ်အခုလက်ရှိမှာ set ကကျွန်တော်သိလာတော့ရင် set က4ခုပဲရှိအောင်မယ်ပေါ့နော် latest update ကိုမှ4ခုပဲရှိအောင်မယ်ဒီမှာသွားကြည့်ရလဲဆိုရင်ကျွန်တော်ရှင်းတယ်မဖွင့်လိုက်မဖွင့်ပြီးလို့ရှိရင်ဒီမှာဂိတ်ပုံစံလေးပေါ့နော်အဲ့ဒါနှိပ်လိုက်လို့ရှိရင်ဒီမှာရှိသမျှ set တွေတော့မြင်ရတယ်သူတို့ join ဝင်ပေးထားတဲ့ set တွေရှိမယ်ဒါ Wall of Heaven sorry Wall of Heaven ရှိမယ် Saber Needle ရှိမယ် Midnight Blade ရှိမယ်နောက်ပြီးတော့ Raging Tide ကတော့မပွင့်သေးဘူးထင်တယ်9 model way ရှိမယ်4မျိုးကိုမှဒီနေ့ update ကနေပြီးတော့ Velvet Shade ဆိုပြီးတော့5မျိုးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကတော့ဒီမှာ Saber Needle Healer set ကို join ထားတယ်ဒီများတွေ healing လောက်ရတာသိချမ်းသာလို့ပေါ့နော်အဲ့တော့အဲ့ဒီ healing ကနေပြီးတော့လည်း token ရတယ်အဲ့ token ကိုလည်းသွားဖြုံးလို့ရတယ်ဒီနာအဲ့ screen ထဲမှာဒါ set shop ပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာဒါကကျွန်တော်ရဲ့ healer ရဲ့ shop ပေါ့နော်ကိုယ့်ရဲ့ set လိုက်မှုတည်ပြီးတော့ shop ကကွာသွားလိမ့်မယ်နောက်က social shop ထဲမှာပါလဲဆိုတော့ဒီကောင်ကကြတော့ဒီ Aventuring slip ပေါ့နော် Aventuring slip ကကျွန်တော် exploration လုပ်တယ်နောက်ပြီးတော့ mob တွေတက်တဲ့အဲ့အနေနဲ့ရတယ် boss တွေတက်နေလည်းရတယ်သူကအစုံလဲလို့ရတယ် cosmetic တွေလဲလို့ရတယ်အဓိကတော့ cosmetic ပေါ့နောက်ပြီးတော့ PVP အတွက်လိုအပ်တဲ့ဒီ tuning လုပ်တဲ့ဟာလေးလည်းလဲလို့ရတယ် emote တွေလဲလို့ရမယ်ပေါ့နော်နောက်က partnership တို့ disciplineship တို့ဒီဟာတွေကကြတော့ကိုနဲ့ဘယ်လိုပြောမလဲလက်တွဲပြီးလုပ်မဲ့ကောင်ပေါ့နော်ဥပမာကိုကတင်းမဲ့လက်ကိုတငယ်ချင်းရတယ်ဆိုတော့9ယောက်ဖွဲ့ပြီးဆော့မယ်ဆိုရင်တော့ဒီလိုဟာမျိုးတွေကကိုဟော့တွေပါတော့ကောင်းတယ်ပေါ့နော်အဲကြလို့ရှိရင်သူတို့ကိုဟော့လောက်ရင်လည်း slip ရမယ် slip ရရင်ဒီကတက်နဲ့တက်တာလေးကိုဝယ်လို့ရမယ်ပေါ့နော် partnership လည်းထုံးစံတိုင်း partnership ကကျွန်တော်ထင်တာ relation နဲ့လေအေးပေါ့ relation လို့ပဲပြော relationship နဲ့ပုံစံဆင်တယ် discipline ကတော့ကိုတစ်ဖက်ပေါ့နော်တစ်ဖက်မွေး slip ပြဒီက slip နဲ့ဝယ်ဒါထုံးစံပုံစံပဲပေါ့နော်တိုက်တယ်လည်းဝယ်လို့ရတယ်ပေါ့ okay ဒါက social shop ဒါကလည်းပြောတာ set shop ပြီး Rago boutique ဆိုတာရှိမယ် Rago boutique ကတော့ဟို guild တွေ join မှရမယ်ပေါ့နော်ဒီလိုမျိုးတွေဝယ်လို့ရမယ်ဒါ cosmetic တွေဒီလိုမျိုးဝယ်လို့ရမယ် firewall ရရှိမယ်ဒါမှမဟုတ်ရင်တို့ sticker တွေဝယ်လို့ရတယ်ဒါကတော့ dining ပေါ့နော် dining ဆိုတာကိုယ့်ရဲ့အဝတ်အစားကိုဒီထဲမှာ dining လုပ်လို့ရတယ် dining လုပ်ဖို့ကဒီလိုမျိုးတခြားဟိုမှာပြောမယ်ဆို wall frame တို့ပါလို့မျိုးကွာ free color change ဟိုမရှိဘူးเนาะ color palette မရှိဘူးဒီလိုမျိုးဝယ်ရတယ်ပေါ့နော်ဝယ်ပြီးတော့မှကျွန်တော်တို့ကဒီတစ်ခါ dining လုပ်မယ်ဆိုရင်ဒါမျိုးတွေလိုတယ်ဒါတော့မာကြောင်ပေါ့နော်မာကြောင်ကတော့ gambling လုပ်တာအတူတူပဲ gambling လုပ်တဲ့ center အဲ့ဂိမ်းထဲမှာပါတယ်နောက်ပြီးတော့ bounty shop okay bounty shop ကတော့ကျွန်တော်ဟိုတစ်ခါတင်ထားဖို့ထင်ပါတယ် daily reminder ဆိုပြီးတော့ bounty လုပ်ရင်းနဲ့မှာဒီ cosmetic လုပ်ရမယ်ခုနဒီအင်ကြီးရေးစပင်တွေ dining လုပ်တဲ့ဟာတွေတင်ဝယ်လို့ရမယ်ပြီးကျွန်တော်တို့ဒါလေးလိုချင်နေတော့ဒီအကြောင်း bounty ကိုကြိတ်လုပ်နေရပါတော့ဒါလည်းမစိုးဘူးပေါ့နော်သူကလည်းသူတော့ free ရတဲ့ဟာဆို okay ဒါကတော့ကုန် shop တွေပေါ့နော်ဒီမှာရှိတဲ့ portable merchant တို့ဘာလို့ကြတော့ဒီ battle pass ဝယ်ဖို့လိုတယ် battle pass ဝယ်တော့မှဒါပွင့်မှာ portable merchant ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က NPC တွေရှိကိုကိုယ်တိုင်သွားကြမလို့တော့ရောက်ရနေရနေလှမ်းဝယ်လို့ရတယ်ဒါကတော့ battle pass ကအားသာချက်တစ်ခုပေါ့နော် okay အဲ့တော့ပြီးတော့အဲ့ develop ကလည်းကျွန်တော် video တင်ပေးထားတယ် appearance ကတော့ဒီတိုင်းကို reward ရလာတဲ့ဟာတွေကိုတိုင်းစင်မို့ပေါ့နော်ဒီတိုင်းထားရဲနောက်ပြီးတော့ဒီမှာ scenario ရှိမယ် scenario ကတော့ကိုယ့်ဘက်ကိုဒီကိုယ့်ရဲ့ character ကိုလှအောင်ပြင်ပြီးတော့တပုံရိုက်ပြီးတင်ရကြိုက်တဲ့လူတွေအတွက်တော့ပါဆိုအဆင်ပြေနောက်တစ်ခုကဒီ scenario ကဘယ်လိုနေရာမှာအသုံးဝင်လဲဆိုတော့ကျွန်တော်ရဲ့ profile ဆိုလို့ရှိရင်လိုမျိုးလေးမြင်ရမယ်ပေါ့နော် scenario setting ထားလို့ရှိရင်
နောက်တစ်ခါကျတော့ weapon ကတော့ဒါကတော့ဝယ်မှရမယ့် skin တွေပေါ့နော် skin တွေကိုလာပြီး chain လို့ရမယ်နောက်တစ်ခုကကျွန်တော်လိုမျိုးဒီလိုအပြောင်ပေါ့နော်အပြောင်ထားခြင်းလို့ရှိရင် appearance visibility ဆိုတာရှိတယ်အဲ့နေလိုက်ကိုပြချင်တဲ့ weapon ဆိုလို့ရှိရင်တော့ရွေးထားလို့ရတယ်ကျွန်တော်တို့အကုန်လုံးမိထားတဲ့ outfit တစ်ခုပဲပြထားတယ်နောက်တစ်ခုကတော့ mouse ကတော့ဒါကျွန်တော်တိန်းထားတဲ့မြင်းတွေပေါ့နော်ဒီထဲမှာမြင်းရိုင်းတွေကိုကျွန်တော်ရှောက်ပြီးလိုက်ပြီးတော့တိန်းထားတာကိုကြိုက်တဲ့ဟာကိုတိန်းထားလို့ရတယ်တစ်ပတ်ကိုပြီးလို့ရှိရင်9កောင်ပြန်ရောင်းဝင်ရှိတယ်ပြီးရင်ကိုယ့်ရဲ့မြင်းရဲ့ rating နဲ့ဒီ scale တွေဘယ်လိုရှိတယ်ပါလားကြည့်လို့ရတယ်ပေါ့နော်ဒါ rating ဒါ explosion ရရမြင်းဒါကတော့ဝယ်မှရမယ်မြင်းတွေပေါ့နော်မောက်okay နောက်တစ်ခုကကျတော့ဒါကတော့ဟုတ်ပေါ့နော်ဒါတော့ကျွန်တော်တို့ free to play အတွက်မဆိုင်တဲ့ဟာပေါ့နော်ဒါဒေါ်လာ1000နဲ့ချီပြီးတော့မှရတဲ့ဟုတ်တယ်နောက်တစ်ခုက extra တော့ကျွန်တော်ဒီ ideal post တွေပေါ့နော်ကိုကဘာမှမလုပ်ဘူး open one မှာဒီတိုင်းထိုင်နေမယ်ဆိုရင်တို့နေမဲ့ post တွေနောက်ပြီးတော့ pastry custom ဒီရတဲ့အခါမှာတို့ဘယ်လိုမျိုး post လုပ်မလဲအဲ့ဒါတွေပြီးရင်ကိုယ့်ရဲ့ account တွေပေါ့နော်ဒါပါလာမယ်အခုနောက်လိုမျိုး mystic scale effect တွေပါရှိမယ်ပေါ့နော်ဒီဒါပြီးတော့နောက်တစ်ခုကကျွန်တော်ပြော workshop dining လောက်တာဒီလိုင်းလောက်တာဒီကောင်ကတော့ကိုယ့်ရဲ့စပင်ဒါကျွန်တော်မှတစ်ခုပဲရှိတယ်ဆေးဆိုးလို့ရတယ်အဲ့လို10ခုရှိမှရမယ်ဆိုတော့ဒီကောင်10ခုကလည်းရှားရတာမလွယ်ပါဘူးရှားတာမလွယ်ပါဘူးokay ဒါကျွန်တော် exit လုပ်လိုက်ပါကျွန်တော် guide တော့ပြန်သွားပြောင်းလိုက်ပါဦးမယ်okay ဒါတော့ appearance နောက်ပြီး profession ကတော့ဘာသာလို့ဒီစောချင်းမှာပွင့်အောင်မဟုတ်သေးဘူးခုနပြောထားတဲ့ book တွေပေါ့နော်ကျွန်တော် career စာအုပ်တွေဝယ်ခိုင်းတာရယ်ဒါတွေကဒီမှာလာသုံးရမှာ scholar နဲ့ healer ဆိုပြီး2မျိုးရှိမယ်ဒါက healing လောက်တာဒါကတော့ဒီသူများဆွဆွဲတာတွေထောင်ကြတာတွေဘာညာကာကွယ်ပေးဖို့နော်ပြန်ဘယ်လိုပြောမလဲရှေ့နေသဘောမျိုးပေါ့နော်ရှေ့နေသဘောမျိုးလောက်ရတဲ့အလုပ်ဒီကောင်တော့ healing လောက်ရတဲ့အလုပ်ကျွန်တော်ဝယ်ခိုင်းထားတဲ့ career စာအုပ်တွေကဒီမှာ upgrade ဆိုတဲ့နေရာမှာလာသုံးလို့ရတယ် career upgrade ကဒီနှစ်ခုလုံးတက်သုံးတာပေါ့နော်အကယ်ကျွန်တော်တို့ကဒီမှာ350သုံးလိုက်လို့ရှိရင်960ရှိတာကို350သုံးလိုက်ရင်အမှကျော်သွားသလိုဒီဘက်မှာလည်းတစ်ခါလာရော့မှာပေါ့နော်နောက်ပြီးကျွန်တော်ဝယ်ခိုင်းထားတဲ့ career book တွေကဒီမှာလာသုံးလို့ရပါတယ်ကျွန်တော် healing လုပ်လို့ရှိရင်သုံးတဲ့ skill တွေကို upgrade လာမြင်လို့ရပါတယ်ဒီမှာ sorry level 3 level 2 level 6ကျွန်တော်မြင်ထားတာပေါ့နော်အကုန်လုံးတစ်ပတ်ကိုစောင့်ပြီးတော့ဝယ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ setting ကိုယ့်ရဲ့ skill တွေကိုဘယ်ဟာတွေအပ်မလဲဘယ်လိုမျိုးဘယ်ဟာတွေဖြုတ်မလဲ config လာလုပ်လို့ရပါတယ်အဲ့ပုံစံအတိုင်းပဲကိုလာရှေ့နေပေါ့နော်ရှေ့နေမှာလည်းအဲ့လိုမျိုးကိုယ့်ရဲ့ service တွေဘယ်လို config လုပ်မလဲလုပ်လို့ရတယ် short ပြောပြီးသွားပြီ event ပြောပြီးသွားပြီ event အားလုံးနဲ့ရင်းနှီးပါတယ်ဒီမှာရှိတဲ့ဟာတွေပေါ့နော်ဘာတွေရှိတယ်ဒီလိုမျိုး boss တွေ fight ပြီးသွားတယ်မှာဒီလိုမျိုး chest တွေကနေပြီးတော့ reward ပေးရအောင်နော် coin ပေးတယ်အကူချိန်ပေးတယ် post တွေ reward ပေးတယ်ဒါတော့အစားပိုင်းဆိုတော့ PC နဲ့ mobile နဲ့တူမယ်လို့ထင်တယ်နောက်ပြီးတော့ daily ဝင်လာတယ်ပေါ့နော် daily check-in လောက်တာပါမယ်level အလိုက်နေပြီးတော့ပစ္စည်းပေးတာရှိမယ်ကျွန်တော်တို့က level မနက်ဖြန်ပေါ့နော်မနက်ဖြန်ဆိုကျွန်တော်တို့ဒါ breakthrough ရပြီဆိုရင်ဒါတွေရတော့မှာပေါ့နော် recommended ဒါဟိုအကောင့် binding လောက်တာပေါ့နော်ဘာတွေနဲ့ bind ထားလဲ score bind video bind Twitter bind TikTok ရှိမယ် okay ဒါကတော့ event draw ရတော့ခုနက gacha ဆွဲတာကျွန်တော်တစ်ခါလေးပြသွားတယ်အကိုချိတ်ကိုမသုံးဖို့အကြောင်းနဲ့ဒါ battle passအကုန်လုံးနဲ့တည်တယ်ရင်းနှီးတယ် battle pass လောက်ပုံပေါ့နော် Genshin စောက်ပွဲလို့ဆိုရင်ပိုတည်ပါတယ် Genshin နဲ့လေဒီ battle pass အတွက် test စီပါမယ်အခုနကပြောတဲ့သက်ဆိုင်ရာဒီ battle pass ကရလာမယ် token နဲ့လဲလို့ရတဲ့ shop ပေါ့နော်ဒါလည်း weekly refresh ဖြစ်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်ဒီလိုအပ်တဲ့ material တွေကျွန်တော်အမြဲဝယ်တယ်ပေါ့နော်ဒါလည်းဒါရောဝယ်တဲ့အထဲမှာပါတယ်ဒီကောင်တွေကတော့အပြင်မှာ fan လို့ရတယ်သူ့အနေနဲ့သူ drop chance တွေရှိတယ်ဒါပေမဲ့အဲ့လိုမ fan ဘူးဆိုရင်ဒီမှာအပတ်တိုင်းစုပြီးတော့လာဝယ်တဲ့အထဲမှာပါတယ် okay ဒါ battle pass နောက်တစ်ခုက channel ကတော့ကျွန်တော်တို့ဒီ exploration နဲ့ပတ်သက်တဲ့ဟာပေါ့နော်ကျွန်တော်ဒီမှာ chain ဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့ဟာ campaign မှာအကုန်ပြီးသွားပြီလားကိုကဒီ story နဲ့ပတ်သက်ပြီးတော့အကုန်ပြီးပြီလားဘယ်လောက် percent နေပြီးပြီလဲဘာလို့နေသေးလဲလာကြည့်လို့ရတယ် outpost တွေ enemy တွေ outpost တွေ rating တွေလုပ်ပြီးပြီလား war boss တွေအကုန်လုံးပြီးသွားပြီလားဒီမှာအကုန်လာကြည့်လို့ရတယ်ဒါတော့ war နဲ့ပတ်သက်တာဒါ fashion တွေပေါ့နော်ဒီခုနရှိတဲ့ဟာတွေ region အလိုက်ပေါ့နော်
သူတို့ရဲ့ဒီ quest story တွေလုပ်ရင်းနဲ့ဒါတွေအကုန်ပွင့်လာမှာကိုက regional exploration လုပ်ဖို့လည်းလိုရပါတော့နောက်တစ်ခုက character ကတော့ဒီတော့ဒီ story အရာ quest အရာ exploration လုပ်ရင်းနဲ့အကုန်လုံးတွေ့သွားမယ် NPC တွေပေါ့နော် NPC တွေသူတို့ရဲ့အကြောင်းကိုဒီမှာရေးထားတယ်ဒါကျွန်တော်တီးပြီးသားလူတွေဆိုရင်ဒီမှာ 100% ပြေသွားလိမ့်မယ် anti hand တယောက်တော့လိုနေပါတော့ anti hand ကျွန်တော်ရအောင်မယ် okay ဒါက character ပိုင်းနောက်ပြီးတော့ research okay ဒါတော့အကြိုက်ဆုံးနေရာလေးပေါ့နော် research လုပ်တယ်ဆိုတာဒီကိုယ့်ရဲ့ assumption တွေကိုယ့်ရဲ့ယူဆပုံယူဆချက်တွေအရာပေါ့နော်ဒီ story ရဲ့ character ဘယ်လိုပတ်သက်မှုတွေရှိလဲဘယ်လိုမျိုးတွေလဲဒါကိုက research တင်လို့ရတယ်ကြိုက်တဲ့လူတွေဆိုရင် like ပေးသွားလို့ရတယ်ဒီမှာ training ဖြစ်နေဟာရှိမယ် favorite တွေရှိမယ်ဒါကတော့ကျွန်တော်ရဲ့ research ပေါ့နော်တခါပြလိုက်ပါမယ်ဒီပိုင်းဒါအဲ့ကျွန်တော်ရဲ့ comment လေးပေါ့နော် okay ဒါကြာနေဒါနဲ့ပြောရင် quest ကတော့ဒါတခါလေးချုပ်ပြီးကြည့်လို့ရတာပေါ့နော် main ဆိုကြည့်လို့ရမယ်ဒီ lost chapter တွေရှိလို့ရမယ် encounter လမ်းမှာကြုံတဲ့ NPC ရဲ့ quest တွေကြည့်လို့ရမယ် exploration quest တွေကြည့်လို့ရမယ်ဒါတော့ overview ဆိုတော့လက်ရှိတော့နေတော့ quest တွေကိုသူပြပေးထားမှာပေါ့နော်ဒီမှာမှနောက်ထပ်ကွဲသွားရင်သူ tab တွေလိုက်နောက်တစ်ခုရှိတာဒီ quest တွေကိုအကုန်ပြန်ဆော့လို့ရတယ်ပေါ့နော် main quest တော့မပါဘူးပေါ့ဒီ log quest တွေဆိုလို့ရှိရင်တချို့ဟာတွေပြန်ဆော့လို့ရတယ်ဘယ်လိုဟာမျိုးတွေလဲဆိုရင်ဒီ encounter တွေပေါ့နော်ဒီမှာ reverse ဆိုတာပါတယ် reverse ဆိုတဲ့နေရာနဲ့ကျွန်တော်တို့ကအစပြန်ဟောပါမှာအစပြန်လာမှာဒီ quest အစပေါ့နော်ကျွန်တော်အစနေပြန်ဆော့လို့ရမယ်ဒီကောင်တော့ khai fan ကကျွန်တော် to be accepted exploration ကျွန်တော်မပွင့်သေးဘူးပေါ့နော်ဘယ်တော့လဲတော့ carrot လို့ဟုတ်တယ် okay ဒါတော့ကျွန်တော် breakthrough လုပ်ပြီးမှရမယ် question နဲ့ကြည်ရတာဒီကမနေ့က update လုပ်နေထည့်ပေးထားဖြစ်မယ်မနေ့ကအထိဘာမှမရှိသေးဘူးဒီကောင်က okay အဲ့ကောင်က quest နောက်ပြီး commandian ကsorry ဂိမ်းနဲ့ကျေသွားတယ် okay my bad ဒီဟာကျတော့ဒီဂိမ်းနဲ့ရှိသမျှဟာတွေပေါ့နော်ပတ်သက်တဲ့ဟာတွေအကုန်လုံးပေါင်းထားတဲ့ dictionary စာအုပ်လို့ပြောလို့ရတယ်ဒါမှအခုကျွန်တော်ရောက်နေတဲ့ tab ဆိုရင် food and drink က cuisine နဲ့ဒီ ingredient တွေ cuisine တွေကကျွန်တော်ဝယ်ထားတဲ့ dish တွေပေါ့နော်ဒါဆိုရင်ကြာအခုမှစပွင့်တာကျွန်တော်လုံးဝမစားဘူးသေးတဲ့ဟာပေါ့နော်ကျွန်တော်နှစ်ခုလိုသေးတယ်ဒါတော့ကျွန်တော်စားဘူးပြီးသားဟာတွေပေါ့နော်100% ပြည့်သွားတဲ့ဟာတွေပေါ့ research ပုံစံမျိုးပေါ့နော်သူရရဲ့ buff တွေဒီဟာတွေရဲ့ story တွေပေါ့နော်ဒီ hint တစ်ခွက်ကနောက်က story တွေကိုပါသူရေးပေးထားရပေါ့နော်လုံးဝ dictionary အတိုင်းပဲကိုလုပ်ဘူးသမျှဟာရဲ့ dictionary ပေါ့နော် okay ဒါfood and drink ပေါ့နော်အဲ့လိုမျိုးပဲ calligraphy ရှိမယ် common တွေရှိမယ် weapon တွေအကြောင်းရှိမယ် poetry ကြပြားတွေ entertainment တွေ medicine တွေ law and order အကုန်လုံးဒီထဲမှာလာကြည့်လို့ရတယ်ပေါ့နော်40% အောင်ပါတယ်ကျွန်တော်ဒီတစ်ခါလာမကြည့်ဘူး sorry okay ဒါတော့ comedian နောက်တစ်ခုက wandering path ကကျတော့ကျွန်တော်တို့ရဲ့ဒီဟိုဟာ energy ကိုဘယ်လိုဖြုံးမလဲ energy ဘယ်လောက်ရှိလဲenergy ဖြုံးရမယ့်နေရာတွေဒီမှာလာကြည့်လို့ရတယ်ကျွန်တော်တို့ဘာရှိမလဲဆို challenge ရှိမယ် boss တွေ co-op data တကယ်ချင်းတွေကိုယ့်ရဲ့ brother တို့ရဲ့ friend တွေဒီကိုမှဒီမှာတတမင်းမင်းလေးတွေနဲ့ဆော့ဖို့ပေါ့နော် okay နောက်ပြီးတော့ arena PVP ရှိမယ်ဒီသုံးကကျတော့ဒီ typing ကျတော့ဒီဟိုဟာကန်ရှာဆိုရင် abyss လားမသိဘူး abyss try နဲ့တူတယ်ဆိုရင်ကျွန်တော်ဒီမှာ challenge တွေရှိမယ် challenge တွေမှာ3 star လို့ဆိုလို့ရှိရင်3မိနစ်ထက်ပို့ပြီးတော့ဒီအချိန်မဖြုံးရဘူးပေါ့နော်ပြီးရင် enemy trait ကိုကြည့်လို့ရမယ် enemy weakness တွေရှိမယ် round 1မှာတော့ဘယ်ကောင်နေပါမယ် level ဘယ်လောက်နဲ့ round 2မှာတော့ဘယ်ကောင်ဆိုပြီးတော့ပြထားတယ်ဒါကိုပါ star လေးရှာမှာပေါ့နော် okay star လေးရှာမယ်ဒါကျွန်တော်ပေးပြီးလောက်မှရမယ်2 point ဒီကနေလည်း achievement ရှိရပါတော့ပြီးလို့ရှိရင်ဒါတွေအကုန်ပြီးသွားလို့ရှိရင် reward လာသေးတယ်ဒီမှာလည်း reward ရတယ်star တစ်ခုကို80နဲ့ chapter တစ်ခုဆိုလို့ရှိရင် total 240 echo check ပေးတယ်ပေါ့နော်ဒါပုံမှန် challenge နောက်ခုက divine challenge ကြတော့ဒီလို boss တွေပါလိုက်ပေါ့နော် challenge လည်းတာမန်နေမဟုတ်တော့ဘူး challenge တော့တခုတယ်ဒါပေမဲ့ enemy က level လည်းမြင့်လာတယ်ပိုခတ်လာရပေါ့နော် okay ဒါ divine challenge လည်းသူကနေသူရှိတယ် reward ဒါပေမဲ့သူ chapter တစ်ခုဆိုလို့ရှိရင်80အဲ့တော့ total standard နဲ့ divine နဲ့ပေါင်းလိုက်မယ်ဆိုရင် echo check 320လောက်ရတယ်ပေါ့နော်နောက်ပြီးတော့ path trial ဒီကောင်ကတော့မပွင့်သေးဘူးဆိုတာကျွန်တော်ဖတ်ထားတာကကျွန်တော်တို့ဒီ chapter 9နဲ့10နဲ့ပွင့်ဖို့လိုရယ်ပေါ့နော်အဲ့ဟာနှစ်ခုပြီးသွားဖို့လိုတယ်အဲ့ဒါမှဒီ path trial ကနေပြီးတော့နောက်ပြီးလို့ရှိရင်ဒီ path trial ကဘာပါမလဲဆိုတော့ကျွန်တော်ဖတ်ဖို့လောက်က sorry
ကိုယ့်ရဲ့ဒီ inner way ပေါ့နော် inner way ရွေးထားတဲ့ဟာရဲ့ trial ကိုသွားလို့ရမယ်ပြီးလို့ရှိရင်ဒီ inner way slip ရမယ်ဆိုရင်ဟုတ်တယ် inner way slip တွေရဖို့အတွက်ထားတာ legacy exchange အဲ့ရမယ် coin တယ်လို့ကြည့်ရတာ okay vegetable exchange ဟုတ်ကဲ့ဒီမှာလည်းဒါလဲလို့ရတယ်ပေါ့နော်ခုနကျွန်တော်ပြောထားတဲ့ inner way box တွေ sticker တွေ post တွေ decoration တွေအကုန်လာလဲလို့ရတယ်ပေါ့နော် coin တွေအစပြေးဒါလည်းကျွန်တော်လည်းခုမှတေချာကြည့်ပြတာလေ exchange နောက်တစ်ခု trial ကတော့ challenge တွေပေါ့နော် okay challenge ဆိုကျွန်တော် boss တွေကို difficulty ဘယ်လောက်တွေနဲ့စမ်းပြီးချဖို့သူကသတ်မှတ်ထားတဲ့ဟာဟိုပုံမှန်အပြင်ကဒီ open world မှာတွားချတဲ့ပုံစံနဲ့မတူဘူးပေါ့နော်သူ့ရဲ့ challenge တွေကဒီမှာဟိုဟာရှိမယ် test တွေရှိရပေါ့နော် challenge ကို hard နဲ့ hard or above ability မှာ clear မှာ check point check mark ဖြစ်မှာနောက်တစ်ခုက abyss မှာ clear ဖြစ်မှာ check mark ဖြစ်မှာအဲ့လိုမျိုးလေး test လေးရှိရပြီးလို့ရှိရင်ဒါ reward ရတယ်ပေါ့နော် reward ကတော့ echo ချိန်ပေးမယ်ပထမတစ်ခါပြီးလို့ရှိရင်သက်ဆိုင်တဲ့ဒီ tuning လုပ်တဲ့ material ပေးမယ်နောက်တစ်ခုက profile ပေးမယ်ပြီးလို့ရှိရင် badge ပေးမယ်ပေါ့နော် badge ကတော့ဒါကိုယ့်ရဲ့ profile မှာကျွဲလို့ရတာပေါ့နော်ဟိုမှာကိုကဒီ profile ထောက်လိုက်ပြီထောက်လိုက်လို့ရှိရင်ဒါဒီကောင်ကဒီလိုလောက်ထားရပေါ့အဲလိုမျိုးကျွဲလို့ရတယ်ပေါ့နော် okay ဒါကတော့ trial ကျွန်တော်ဒီအောင်လုံးဝပြစ်ပယ်ထားတာပေါ့နော်ဒီနှစ်ခုပြီးတယ် okay boundary ကတော့ဒီမှာအများကြီးပဲ professional boundary fellowship boundary handling vendetta နဲ့ trial ပေါ့နော်ဒါတွေက sorry vendetta trial ခဏထားအောင် vendetta အကြတော့ဘယ်လိုမျိုးလဲဆိုတော့ NPC ကနေပေးတဲ့ boundary ပေါ့နော်အဲ့လိုအပြင်မှာကျွန်တော်တို့ဒီ player တွေကိုယ်တိုင်နေပြီးတော့အပြင် current ဒီ top up လုပ်ပြီးတော့အပြင်ကနေ real money နဲ့ top up လုပ်အထက်မှာ currency ရရမှအဲ့ currency နဲ့လည်းဒီ player ကိုမကျင်တဲ့ player ကို bounty တင်လို့ရတယ်ပေါ့နော်ဒီ game ထဲမှာအဲ့ဒါတို့တော်မိုက်ပါတယ်ဒါတွေကတော့ NPC တွေကနေတင်ထားတဲ့ bounty အမှလည်းကျွန်တော် coin တွေရမယ်နောက်ဒီ jellyfish တွေရမယ် character EXP ရမယ်ဒီ bounty ရဲ့ token coin ရမယ်ပေါ့နော်လဲလို့ရတယ် exchange သွားလုပ်လို့ရတဲ့ဟာ bounty handle ကတော့ဒါ default ပေါ့နော် default လို့ကျွန်တော်ပြောချင်တယ်ဘာလို့လဲဆိုတော့ဒါတွေကအမြဲဒီ daily ကဒီ bounty တွေပဲပြန်ပေါ်နေမှာပဲတန်လားဆိုရင်တော့တန်တယ်ပေါ့နော်တန်တယ်လို့ပဲပြောဒီကောက်လုံးမကြည့်ပါအောင် jellyfish ကို9000တောင်ပေးတာဗျစဉ်းစားကြည့်ပါဦးဒါအခုမှပေါ်တဲ့ဟာတွေငုံလာဆိုကျွန်တော် 0.3 ပဲပေါ်တာပေါ့နော် requirement တွေဒါ bounty handle profession ကတော့ဒီ NPC တွေကလည်းတင်လို့ဒီ player အများစုတော့ player တွေတင်တာပေါ့နော်ဘာကိုလာဟီပေးပါပေးမယ်ပေါ့နော်ဒါ bounty တင်လိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ profession ကျွန်တော်တို့ healer ဆိုရင် healer ကိုလူနာကိုအဓိကထားပြီးလိုက်ရှာရတာပေါ့နော်လူနာလိုက်ရှာရှင်းနေဆိုရင်ရှင်းနေသမားကိုအတွက်ဒီ client လိုက်ရှာပါတော့အဲ့မှာတင်ထားရရှိရဒါဆို Misma affiliation ဒါ hero လိုနေရဒါပေမဲ့လက်မြန်တဲ့ကောင်တွေအများကြီးပဲဒါဆို falsely accused of potion သူလိုနေရှင်းနေတယောက်လိုနေတော့သူပြောတယ်ဒါရှင်းနေလောက်တဲ့လူဆိုသွားလို့ရတယ်သွားလုပ်လို့ရတယ်ပေါ့နော်ဒါက profession bounty ပေါ့နော် fellowship ကတော့ခုနပြောထားတဲ့ discipline တွေရောဒီနောက်တစ်ခုအဒီမှာခေါ်ရဘယ်လိုလဲ relationship တော့ပါဘူးအဲ့ဟာတွေလောက်ရမယ့်ဟာတွေပေါ့နော်ဒီမှာလောလောဆယ်တော့ဘာမှတင်မထားဘူးသူ event ရောက်လာမှဒါလုပ်လို့ရမယ့်ဟာမျိုးပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီဟာဒီ token တွေဆိုရင်လည်း level တက်လာရပေါ့နော် level တက်လာလို့ရှိရင် level တစ်ခုရောက်သွားပြီကျွန်တော်5ရောက်နေပြီထင်တယ်5ရောက်တော့မှမရောက်သေးဘူးokay အဲ့ဒါရောက်လို့ရှိရင်ကျွန်တော်ကပြောထားလို့ချင်တဲ့ဟာလေးပွင့်တယ်ပေါ့နော်ဒါနဲ့လဲလို့ရတယ်okay ဒါက boundary pack နောက်တစ်ခုက season ကျွန်တော် season 1ပေါ့နော်မကြခင် ending ဆိုတာ battle pass ending ဖြစ်မှာနောက်ထပ် battle pass လာတော့မှာဟုတ်တာပဲနည်းနည်းပဲ okay warrior journey ကကျွန်တော်ဆက်ချင်းပါပဲ127တစ်ပတ်ပေါ့နော် daily လာလိုက်မယ်ဒီပေးတဲ့ task ကိုလုပ်လို့ရှိရင် coin တွေ material တွေနဲ့အကုန်ကြိတ်တွေရတယ်နောက်ဆုံးနေ့ကြလို့ရှိရင်အကုန်ပြီးသွားရင်ဒီဝတ်ဆောင်ရမယ်ပေါ့နော်ကျွန်တော်လည်းပြေးတာပါ law enforcement တွေဝတ်ဆောင်ရလာလိမ့်မယ်နောက်တစ်ခုကကျတော့ season shot နဲ့ upgrade တွေလည်းကျွန်တော်ပြောရဲ jellyfish ပေါ့နော် jellyfish ကိုဒီကနေလာရှာလို့ရတယ် jellyfish ရှာရင်လည်းဒီ coin လေးတွေလည်းရတယ်ပေါ့နော်ဒီ coin လေးတွေသုံးပြီးတော့လည်းကျွန်တော်တို့က bounty တင်လို့ရတယ် coin လေးတွေရှာတာကိုလည်းဒီတစ်ခါတည်း guide နဲ့ပြထားရပေါ့နော် guide လို့မဟုတ်ဘူးပေါ့နော်ဒါကြည့်တတ်တယ်လို့တော့ကြည့်လို့ရတယ်ဒီကကျွန်တော်တို့အကုန်မတ်ဆောက်ဖြစ်သွားလို့ပေါ့နော်ဒါမှသူကဘာတွေပြထားမလဲ normally ဆိုလို့ရှိရင်ဒီ
ဒီ test sorry ဒီ activity တစ်ခုလုပ်လို့ရှိရင်ဒီ jfish ဘယ်လောက်ပေါ့နော်အမောင်းဘယ်လောက်ထိရမလဲဆိုတော့ပြထားတယ်ဒီ sorry ဒီ trial နဲ့ hero random ဆိုလို့ရှိရင် activity တစ်ခုကို jfish 385လားမသိရတယ်ဟုတ်ဘာလို့သိရလဲဟို385ကြီးရတယ်ကျွန်တော် activity လုပ်လို့ရှိရင်ဘယ်လောက်ရတယ်သူ့ရဲ့ percentage တွေပါတယ် percentage တွေလေအမောင်းပြထားရပါတော့ဒီလိုမျိုးပြေဝိုင်းဆိုလို့ရှိရင်တော့ဘာသာတော့ဘယ်လောက်ပဲလုပ်လို့ဒီအမောင်းကပ်သွားတဲ့အတွက်ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးပေါ့နော်နောက်ပြီးရင်တပန်းလုံးလို့ရတယ်မှားချောင်းသွားဆောလို့ရတယ်ကတ်တွေသွားဆွဲလို့ရတယ်ပေါ့နော် gambling တွေလည်းလုပ်လို့ရတယ်အဲ့ activity ကလည်းအကုန်လုံးထိရရတယ်အဲ့အနေမှာဘာတွေသွားလဲမလဲဆိုတော့ဥနာပြထားတယ်တော့ပြောထားတဲ့ဒီ inner way လဲတာကိုယ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ gear တွေလဲတာ profession စာအုပ်လဲတာ cosmetic လဲတာဒါတွေတမလာလုပ်လို့ရတယ်ဒါ season နောက်ပြီးတော့ set ဒါကတော့ကို join ပြီးမှာပေါ့နော်ဒါကျွန်တော် join ပြီးတော့ဘာပေါ်လဲကို set ရဲ့ဒီ rule ပေါ့နော်စီမင်းစည်းကမ်းတွေရှိမယ်ကို status ပေါ့နော်ဒါ status ဆို set အတွင်းမှာကျွန်တော်ဆိုလို့ရှိရင်chef physician ဆိုတော့3နေရာမြောက်ပေါ့နော်3နေရာမြောက်ယာတူးပေါ့ဒါမှပြလို့ရှိရင်ဒီ brand တွေလည်းပြိုင်လို့ရတယ်ပေါ့နော် set အတွင်းမှာဘယ်သူကအတော်ဆုံးလဲပေါ့နော်အဲ့လိုမျိုးပြိုင်မှုအတွက်ရလိုမျိုး weekly token တွေစုရပါတယ် weekly token တွေစုရပါတယ်သူ test တွေပဲသက်ဆိုင်တဲ့ test တွေလုံးလိုမျိုး token တွေရလို့ရှိရင်ကျွန်တော်တို့ဒီမှာ merit တက်ပါတယ် merit တက်လို့ရှိရင် sorry merit တက်လို့ရှိရင်ဟိုလာကြည့်လို့ရတယ်ပေါ့နော်ကိုယ့် ranking ဒီလိုဟိုပြထားတဲ့လူရတော့တပိုင်းဟီလာ sorry တော့ medical scholar ဘက်ကိုသွားရမှာပေါ့နော်ပြီးတော့ promote လုပ်ခံရမယ့်လူတွေ okay ဒီမှာလည်းကျွန်တော်တို့မှာလည်း shop ရှိရပါတော့ကျွန်တော်ပြောထားတဲ့အထက်မှာလည်းပါသွားပါတယ်ကိုနဲ့သက်ဆိုင်ရာ shop ကြလာမှာဒီကောင် okay နောက်ဆုံးကတော့ social နဲ့ scale အားတော့ပြောဖို့လိုမယ်မထင်ပါဘူး social တော့ကိုယ့် friend ကြည့်လို့ရမယ်ဒီက social shop ပဲပေါ့နော်ဒါလည်း social shop လာကြည့်လို့ရမယ်ဘာဘယ်သူတွေရှိလဲဒါလာကြည့်လို့ရပါတယ်ဒီကလည်း join ပြီးမှလာပေါ့နော်ဒီလို interface ကပေါ်မှာဒါ scale ကျွန်တော် scale ကိုလာ join လို့လည်းရပါတယ်ကျွန်တော်ဒီမှာ buy master ပေါ့နော်ဒါဆိုကျွန်တော်လူလိုနေပါတယ်လူလိုနေမယ်ဆိုတော့ activity လုပ်ဖို့လိုနေတာပေါ့နော်အဲ့လိုဆိုကျွန်တော်ဒီမှာအဆောက်အဦတွေစောက်ဖို့ပေါ့နော် industry တွေညှင့်ဖို့လိုတယ်ဒါရ scale activity တွေတက်မှလာဒါရညှင့်လို့ရတာကျွန်တော်တို့ member တွေလိုနေရပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အကယ်ဒီဟာတွေကိုတစ်ခုချင်းဝင်နေကြည့်ခြင်းအဲ့လိုဆိုရင်ဒီမှာလည်းစာရိုက်ပြီးရှာလို့ရတယ်ပေါ့နော်စာရိုက်ပြီးရှာရင်ဒီဘက်ဒီမှာတစ်ခါတန်းပေါ်တယ်ဘက်ကနေလိုက်ဘက်ထဲရောက်သွားမယ်ဒါလည်းသူ့ရဲ့ feature လေးတစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ဒီကိုယ့် profile နားမှာရှိနေဟာဒါဟော wall level preview လုပ်တဲ့ဟာပေါ့နော် wall level preview လုပ်တဲ့ဟာဒီမှာလာကြည့်လို့ရတယ် preview လုပ်ရင်ဒီမှာပဲလာလောက်ရမှာပေါ့နော်ပြီးလို့ရှိရင်ဒီမှာကဒီ store EHP ဆိုတဲ့ဟာရှိရယ်ဒီကဝယ်ဝင်ပြီးမှာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကဒီ level cap ဖြစ်သွားပြီကျွန်တော်တို့ level 60ဖြစ်သွားပြီ60မှာဥပမာ enemy ကိုတက်လိုက်လို့ရှိရင်ကိုယ့်ရဲ့ဒီသူတို့ရဲ့ရရမယ့် EHP ကမရတာမျိုးမဟုတ်ဘူးဒီကျွန်တော်တို့လက်ရှိရပါတယ်ဟာသူကဒီ store လုပ်ပေးထားရပါတော့ထိန်းသိမ်းပေးထားတယ်ကျွန်တော်တို့ကဒီ review ပြီးသွားပြီကျွန်တော် level 61ရောက်သွားပြီဆိုရင်ဒီ storing လုပ်ထားတဲ့ EHP ကိုသူတို့ကပြန်ပေးတယ်ဒါပေမဲ့ won time ဆိုပြီးဒီဘယ်လောက်လဲဒီတိန်း40ပေါ့နော် EHP တိန်း40လိုမျိုးပြစ်ပေးလိုက်တာမဟုတ်ဘူးဒီ level တစ်ခုတက်တိုင်း percentage နည်းနည်းလေးနဲ့သူကပြန်ပေးတယ်ပေါ့နော်လုံးဝအပြည့်ပေးတာတော့မဟုတ်ဘူးpercentage တစ်ခုနဲ့ပြန်ပေးတယ် level preview လောက်တာနဲ့ okay ဒါက EHP waste မဖြစ်ဘူးဆိုတဲ့အကြောင်းပေါ့နော်ဒါဆိုရင်ဒါကတော့ menu ရဲ့အရှိသမျှအကုန်လုံးပဲနောက်တစ်ခုကျတော့ setting ကို recommend ပေးခြင်းတယ်ပေါ့နော် recommend ပေးခြင်းတယ်ဆိုတာ scale display mode မှာ advanced ပေါ့နော် mobile မှာတော့အဲ့လောက်ထိပါမလားတော့မသိဘူး PC သမားတွေပေါ့နော် advanced က simple ဆိုရင်တော့3မျိုးပဲပေါ့မှာ advanced ဆိုလို့ရှိရင်တော့တခြား scale တွေပါမြင်ရမယ်ပေါ့နော်တခြား scale ပါမြင်ရတာရှိတယ် camera mode ကကျွန်တော်က ARPG ထားရတယ်အဲ့ဆိုအဲ့လိုမျိုး camera mouse နဲ့ light ရွှေ့နေတာမကြိုက်လို့ပေါ့နော်နောက်ပြီးတော့ဒီ camera ထဲမှာတော့ white ပေါ့နော် white ထားတာပိုအဆင်ပြေရပေါ့နော်ဒီ camera ထားတာနောက်တစ်ခုကဘာရှိအောင်မလဲ sorry အဲ့ဒါတော့ဒါပါပဲเนาะ camera လေး white ထားရတယ်နောက်ပြီးလို့ရှိရင်ဒီက scale ကို advance ထားရလေးပေါ့နော်ဒီဘက်ကတော့ကိုယ့်ရဲ့ reference နဲ့ပဲဆိုင်နေပေါ့နော်ဒီဘက်ဘယ်လိုထားလဲဆိုတာဟုတ်ကဲ့ okay that's it bye bye အားလုံးလည်းအဆုံးကြီးကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ဆက်လိုက်ပါ